ကဲရိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမှာတော့နေထိုင်နဲ့ဒိုင်းမွန်းနေလေရမယ်ပတ်စံနေလေရမယ်ပြီးတော့မှဖုန်းတွေညက်မဲ့အင်ကြီးနောက်ဘာတွေပါသေးတယ်တော့မသိအများကြီးပဲလောက်ရမှာလေရိုးရှင်းတယ်တော့သူနေနေလေရမယ်ဘာမှလုပ်ဆက်မလို့ဂိမ်းကြီးဆော့လိုက်အဲ့ mission လေးဖြည့်လိုက်ဒါလေးပဲလုပ်ရမှာအဲ့ဒါဆိုရင်တော့လုံနည်းလေးကိုကျွန်တော်တခါတည်းပြောပြပေးပါမယ်ယူနီလေးကတော့ရိုးရှင်းတယ် Chrome browser ထဲကိုသွားမယ်သွားပြီးတော့လည်းကျွန်တော်ကတော့စာမရိုက်ပြတော့ link ချလိုက်တော့မယ် browser တို့ပြီးသွားရင်တော့ဒီ video ရဲ့ comment အောက်မှာကျွန်တော် link ချပေးမယ်အဲ့ link လေးကိုကျွန်တော်တို့ join လိုက်မယ်ဆိုရင်လေးနှိပ်လိုက်လို့ပေါ်လာတဲ့ပထမဆုံးဟာလေးကိုနှိပ်လိုက်တာနဲ့ဒီလိုမျိုးဝင်သွားမယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒီလိုပေါ်လာပြီဆိုရင်အကောက်လို့ရင်မဝင်ရသေးတဲ့လူကဒီတောက်လေးကိုထောက်အကောက်လို့ရင်ဝင်ပြီးသွားတာနဲ့လုံးမဲ့ test တွေကရိုးရှင်းတယ်တနေ့ကို game နဲ့တစ်ခါဝင်ရမယ်ကစားပွဲတစ်ပွဲဆော့ရမယ်3ပွဲဆော့ရမယ်သူတို့ Facebook အကောက်ကို follow လုပ်ရမယ် TikTok အကောက်ကို follow လုပ်ရမယ်ဒါပြီးသွားရင် game 5ပွဲနိုင်အောင်ဆော့ရမယ် game 10ပွဲနိုင်အောင်ဆော့ရမယ်ကစားပွဲ30နိုင်အောင်ဆော့ရမယ်ကစားပွဲ60နိုင်အောင်ဆော့ရမယ်ကျွန်တော်တို့ကမဖြစ်နိုင်ဘူး Okay. ရမယ်ဆိုလက်တွေကတော့ငွေသားသိန်းလေးတွေဟေး sorry မှားပါလို့ကျွန်တော်ပြောတယ်သိန်းလေးရတယ်ပြောတာစကားမှားပါလေ sorry KB money 9သိန်း KB 3သိန်းနော်မခင်ဝင်းကလက်မှတ်ထိုးရတဲ့ smartphone စိန်လုံး1000စိန်လုံး9000ကြာပန်း lucky box skin ဒါပဲလားဆိုတော့မဟုတ်သေးဘူးအထက်များတယ်ဆက်ရှင်းမြိုင်မောလို့အဲ့တော့ဘာတွေပေါင်မလဲဆိုတော့ကျွန်တော်လှည့်ပြမယ်မြင်တဲ့အတိုင်းပဲ email ပဲပေါက်တယ်ဒီလိုမျိုးနေ့စဉ်လောက်ရမယ်ဆိုရင်ကျွန်တော်တို့အတွက်မဖြစ်နိုင်အောင်ဆိုတာမရှိပါဘူး